ဝါလွယ်တဲ့ခန္ဓာကိုယ်ကနေဒီပိန်လွယ်တဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်သွားဖို့အချိန်ဘယ်လောက်ကြာပေးရမလဲဆိုတဲ့ဒီ research paper တွေမနေ့ကကျွန်တော်ရှာဖတ်ကြည့်လိုက်တဲ့အခါမှာဒီ2024ရဲ့ paper ကိုဖတ်ပြီးတော့မှကျွန်တော်စိတ်မကောင်းဖြစ်သွားတယ်။သူဘာပြောထားတယ်လဲဆိုတော့ဒီအစီ cells တွေကကျွန်တော်တို့ကြွက်သားကြီးထွားဖို့အတွက်နဲ့အတူတူပဲဒီကြွက်သားစားပူးတဲ့သူတွေဆိုရင်ဒီကြွက်သားမှာသူကမက်ညင်ရှိတယ်။အဲ့တော့ तू ကကြွက်သားမကစားတော့လို့ကြွက်သားဆုံးရှုံးသွားတာရှိတယ်။ဒါပေမဲ့နောက်ပိုင်းမှာပြန်ကစားတဲ့အခါမှာ तू ကမက်ညင်ရှိတဲ့အခါကျတော့ခဏလေးနဲ့ကြွက်သားကပြန်လေကြီးထွားတယ်။အဲ့တော့အစီ cells တွေမှာလည်းအဲ့တိုင်းပဲဝါဖူးတဲ့သူတယောက်အနေနဲ့မှာဆိုရင် तू အစီ cell ထဲမှာ तू ကမက်ညင်ရှိတယ်ဒီဝလွယ်တဲ့ခန္ဓာကိုယ် तू ပြင်ဖြစ်သွားစေတယ်အဲ့တော့ကိုယ့်ရဲ့ဒီဝိတ်ချိန်နဲ့သူညီနေတဲ့လူတယောက်အနေနဲ့တောင်မှ तू ကမဝဘူးကွာဝဘူးလဲဆိုရင် तू နဲ့တန်းတူစားလိုက်တဲ့အခါမှာကိုယ့်ခန္ဓာကိုယ်ကဒီတကြားတက်တွေဒီအစီတွေကိုစုပ်ယူစွမ်းကပိုကောင်းတယ်ဒီအစီ cell တွေမှာအစီတိုးလောင်းနိုင်စွမ်းကပိုကောင်းတယ်အဲ့တော့ကိုကပိုဝလွယ်တယ်ဒီလေးလာတွေ့ရှိမှုအရာဆိုရင်အရင်တော့ကဝဖူးတဲ့ကြွက်နဲ့မဝဖူးတဲ့ကြွက်ကိုတို့က high fat high carbs calorie ကျော်လွန်ပြီးတော့မှကျွေးတယ်အဲ့တော့ဝဖူးတဲ့ကြွက်ကစားလိုက်တဲ့အခါမှာသူ့ရဲ့ခန္ဓာကိုယ်မှာအစီတိုးလောင်းတာကော glucose စုပ်ယူနိုင်စွမ်းကောဒီမဝဖူးတဲ့ကြွက်ထက်ကိုအများကြီးတာတယ်အဲ့တော့ तू ကမြင်ဝလာပြီးတော့မှဒီမဝဖူးတဲ့ကြွက်ကအဲ့လိုမြင်မဝလာဘူးဒီလိုဝလွယ်တဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ထားတူတိုင်းဒီဒုက္ခကနေရုံထွက်ချင်နေကြတယ်တရင်ကောင်းလာပြီဒီ2026ရဲ့လေ့လာတွေ့ရှိမှုအရာဆိုရင်ကျွန်တော်တို့ဒီအစီချလာတယ်ဒီခန္ဓာကိုယ်ကိုရေရှည်ထိန်းသွားနိုင်တယ်အချိန်ကြာထိန်းသွားနိုင်တယ်ဆိုရင်ဒီဝလွယ်တဲ့ခန္ဓာကိုယ်ဒီအစီ cells ရဲ့ memory ကလုံးဝကို तू ကဖျက်ပစ်သွားနိုင်တဲ့သဘောမျိုးဖြစ်လာတယ်အစီ cells တွေကပြင်လဲဖွဲ့စည်းတဲ့သဘောမျိုးကျွန်တော်တို့အစီချတာအချိန်ကြာယူလေခန္ဓာကိုယ်ရဲ့ဒီအစီ cells တွေကတဖြည်းဖြည်းနဲ့ဖွဲ့စည်းလေကြာလာတဲ့အခါမှာဆိုရင်သူ့ရဲ့ဝလွယ်တဲ့ဒီ memories ကအရင်ရော့ကြလေဖြစ်တယ်အဲ့တော့ကျွန်တော်တို့တစ်လကိုပေါင်20ပေါင်30ကြာချင်သေးလားကြာလို့ရသေးလားမရတော့ဘူးအဲ့လိုသာကြာနေမယ်ဆိုရင်မိတ်ဆွေတို့ကလုံးဝယိုယို effect နှစ်တိုင်းလိုပြန်ဝတယ်နှစ်တိုင်းလိုချနေတယ်ဆိုမိတ်ဆွေတသက်လုံးဒီ memory ကရှိနေမှာပဲဒီလိုယိုယို effect မဖြစ်ရလေအောင်တိတ်ပံနည်းကြနဲ့ဘယ်လိုနေထိုင်စားတောက်သွားရမလဲဆိုတာအသေးစိတ်သိချင်တယ်ဆိုရင် March 9 ရက်နေ့မှာကျွန်တော်ရဲ့ FLM Batch 8ဆိုတာရှိတယ်